ဖေမိကိုတခုတော့ပြောခြင်းနဲ့မုံမြန်တဲ့စိတ်ထာဝရရှိတဲ့ရိုးသားတဲ့လူငယ်ဘဝရေးလေးမို့အခါခွင့်သိခြင်းကြိုးစားလှုပ်ရှားပွေဒါကိုသိရဲ့ဘာကြောင့်သဘောမတူတာလဲနေကြောင်သွားနဲ့ကြောင်ပြန်ဆိုရင်လမ်းထိပ်ကအချိန်မှကျူရှင်နဲ့စိမကြနဲ့နာနာမှာအမြဲတမ်းရှိနေတာကြာခဲ့ရတော့အသေးဘိုးလည်းမခွဲတမ်းချစ်နေတာဒါကိုသိလို့အဖေမိကဆူရာလားဝေကုန်မရှိလို့ဖမ်းမလားဆောင်းရောင်တဲ့မတိုက်မလားအစင်ပြေတဲ့ဘဝရောက်အောင်တော့အချိန်တွေတိုင်းကိုလုံးရှာဝေကုန်မရှိလို့ဖမ်းမလားအဆောင်ရောင်တဲ့မတိုက်မလားအစင်ပြေတဲ့ဘဝရောက်အောင်တော့တပြေးပြေးနဲ့ပေါ့အချစ်ကပါလေးဖြစ်လာမယ်စင်တန်းခွဲတဲ့မေအဖေမိကိုတခုတော့ပြောခြင်းနဲ့မုံမြတ်တဲ့စိတ်ထာဝရရှိတဲ့ရိုးသားတဲ့လူငယ်ဘဝရေးလေးမို့အခါခွင့်သိခြင်းကြိုးစားလှုပ်ရှားပွေဒါကိုသိရဲ့ဘာကြောင့်သဘောမတူတာလဲနေကြောင်သွားနဲ့ကြောင်ပြန်ဆိုရင်လမ်းထိပ်ကအချိန်မှကျူရှင်နဲ့စိမကြနဲ့နာနာမှာအမြဲတမ်းရှိနေတာကြာခဲ့ရတော့အသေးဘိုးလည်းမခွဲတမ်းချစ်နေတာဒါကိုသိလို့ဖေမေကဆူရာလားဝေကုန်မရှိလို့ဖယ်မလားအဆောင်ရောင်နဲ့မကြိုက်မလားအစင်ပြေတဲ့ဘဝရောက်အောင်တော့အချိန်တွေတိုင်းကိုလုံးရှာဝေကုန်မရှိလို့ဖယ်မလားအဆောင်ရောင်နဲ့မကြိုက်မလားအစင်ပြေတဲ့ဘဝရောက်အောင်တော့တပြေးပြေးနဲ့ပေါ့အချစ်ကပါလေးဖြစ်လာမယ်